တခေါင်လောက်တော့ရောက်ပြန်ရင်ကျွန်တော်ချစ်ရတဲ့မွေးရဲ့စံထားနီကျွန်တော်ဟာတဲကုန်းမြို့မှာမွေးဖွားခဲ့သူတယောက်ပါဇာတိမိခင်ကိုရမ်းမိတာတော့အမှန်ရပါဒါပေမဲ့ရွာမှာသူပျော်ဘူးခဲ့ကြတယ်ငယ်တငယ်ချင်းများကိုဘလို့ပင်ဥတုရာသီကိုပြောင်းလဲခဲ့တော်လေလွမ်းတဲ့စိတ်ကလေးကတော့မပြောင်းလဲခဲ့သူတယောက်ပါလေအချိန်နေမပေးသေးလို့ဝိနည်းရစေအချိန်လေးတွေမှာတော့ကျွန်တော်တယောက်လွမ်းနေဥမာပါလေလွမ်းနေဥမာပါ